ပဲမင်္ဂလာပါရှင်နီလာ fashion and design page ကနေကြိုဆိုပါရเนาะဒီတစ်ခါဆွဲပြမယ်ပုံစံလေးကဒီပုံစံလေးပေါ့เนาะဒါလေးကအရန်တော့စမ်းတဲ့ထဲလည်းမပါဘူးယူအရန်ယူတဲ့ထဲမှာလည်းမပါဘူးပေါ့เนาะlive ဝက်လို့ယူကြီးတွေလည်း live ဝက်လို့ရတယ်ပေါ့เนาะမစမ်းမယူလေးပေါ့เนาะအဲ့လိုပုံစံလေးပါဒီပုံစံလေးကိုပြောပြရင်ဒီမှာပေါ့เนาะရှေ့မှာအဖက်ကလေးနှစ်ခုပါတယ်ပြီးရင်ဒီအောက်မှာပေါ့နော်ဒီခါပေါ့နော် BP ရဲ့အောက်ထိအောက်ပေါ့နော် 8cm 9cm လောက်နေရာမှာသူကဒီမှာခွဲကားအထက်ကလေးတွေထည့်ပြီးတော့ဒီဇိုင်းလေးဖော်ထားရပေါ့နော်အဲ့တော့ဒီဘက်ပေါ့နော်ခါနေရာလေးမှာလှသွားပေါ့နော်ပို့ပြီးတော့ပေါ့နော်အဲ့နှစ်ချက်ပါပဲရှင်ဒါလေးကိုလမ်းဆွဲပြမယ်နော်ညီတို့အရင်ဆုံးကိုသုံးနေကြ basic frame ကြီးကနေလိုက်ပြီးတော့ဆွဲမယ်เนาะအဲ့တော့အရင်ဆုံးအနေနဲ့ level တောက်ထိုးမယ်သူက level ကိုနည်းနည်းလေးပေါ့เนาะ4တောက်လေးအဲ့ဒါကိုမှနည်းနည်း level ပြဲတဲ့ထင်မှာပါတယ်အဲ့တော့ဒါသူ့ကို 2cm ယူထားမယ် level တောက်ကိုlevel တောက် 2cm ယူထားမယ်ယူထားပြီးရခါမှာသူ့ကို level ပေါ့ level ဖောက်မယ်ပေါ့เนาะဒီဘက်ကိုညီလာတို့ဘယ်လောက်ယူလို့ရလဲ3 to 5cm လောက်ထိယူထားလို့ရတယ်ပေါ့เนาะယူထားမယ်ယူထားပြီးရခါမှာဒီမှာလက်ကလည်းလက်ဖောင်းလေးရှိသေးတဲ့အတွက်အပေါ်ကိုလက်ဖောင်းဆိုရင် 1.5cm ယူရဲပြီးရင်ကြောရင်ကျယ်နဲ့သွားပြီးတော့ဆက်လိုက်เนาะနှစ်ပြည့်အခါမှာသူ့ကိုဒီနေရာကိုဒီအောက်ကိုဆွဲချမယ်ဒါမှမဟုတ်ကြာဆွဲချပြီးတဲ့အခါမှာဟိုပေါ့เนาะသူကဒီရင်ကျယ်ရဲ့အောက်ကို3 to 5cm လောက်ထိနာတို့ဖောက်မယ်ပေါ့เนาะ3 to 5cm လောက်ထိဖောက်မယ်အဲ့တော့ဒီနေရာမှာဒီလိုလေးပေါ့เนาะဒီနေရာကိုသွားပြီးတော့ဒီတောင်ပုံစံလေးဖောက်လိုက်မယ်เนาะဒီတောင်ပုံစံလေးယူလိုက်မယ်ယူပြီးတဲ့အခါမှာမာသူ့ကိုဒီဘက်ထိညီလာတို့ကဆက်ဆွဲမယ်ပေါ့เนาะဒီတောင်ပုံစံယူပြီးတော့ဒီဘက်ထိသူ့ကိုဆက်ဆွဲထားပေးမယ်ဆက်ဆွဲထားပေးမယ်အဲ့တော့ဒီနေရာကိုဖြတ်ပြီးတော့ညီလာတို့ကသူ့ကိုဘာလုပ်မလဲဆိုတော့ဒီအဖက်ကိုထည့်မှာပေါ့เนาะအဲ့တော့ဒီနေရာလေးကိုဒီဖြတ်ထုတ်ရမှာပေါ့เนาะဖြတ်ထုတ်ကမှာအဲ့တော့ဒီဘက်မှာညီလာတို့ကဟာမှာဆိုတဲ့အတွက်ညီလာသူ့ကို 0.5 လောက်ပေါ့เนาะ0.5cm လောက်ထပ်ပြီးတော့သူ့ကိုတောက်လေးတစ်ခုထိုးပေးမယ်ပေါ့နော်ဒါလေးကိုတောက်ထပ်မယ်ပြီးရခါမှာဒီနေရာကိုလည်းသူ့ရဲ့ဓာတ်ပေါ့နော်ဒီ BP ကိုကြတော့ဒီအဆက်နေရာနဲ့သွားဆက်မယ်သွားဆက်လိုက်မယ်ဆက်ပြီးရဲ့အဲ့အဆက်ရဲ့ဘေးနားလေးကိုလည်းသူ့ကို 0.5cm လောက်တောက်လေးတစ်ခုထပ်လုပ်ပြီးပေါ့နော်ဒါလေးတောက်တူပိတ်မယ်ဒါလေးကိုလည်းတောက်ပိတ်ပြီးတော့ပြန်ပြီးတော့ဆွဲပေးမယ်မြင်းကြောင့်အစ်ဒီနေရာကိုရိုင်သွားမြင်းတွေရိုင်သွားပြီဆိုရင်ပြန်ပြီးတဲပြန်ဆွဲပေးမယ်ပေါ့နော်အစ်စ်ပြန်ဆွဲပေးမယ်ပြီးရခါမှာဒီနေရာကတော့ပြီးသွားပြီပေါ့နော်အဲ့တော့အပေါ်ကအဖက်ကိုယူမယ်အပေါ်ကအဖက်ကိုညီလာတို့ကဘယ်လောက်ယူလဲဆိုတော့ 5cm လောက်ပဲယူမယ်နော် 5cm လောက်ပဲယူမယ်ညီလာတို့ဒီအပေါ်ကအဖက်ကိုပေါ့နော်ပေါ်ကအဖက်ကိုဘယ်လောက်လဲဆိုတော့ 5cm ယူမယ် 5cm လောက်ပဲယူမယ်ပေါ့နော်4cm ဆိုလဲနည်းနည်းလေးသေးမယ်ပေါ့နော်အဲ့တော့5ဆိုတာကတော့အတင်းတင်းလေးပဲပေါ့နော်ကိုကနည်းနည်းကြီးချင်လဲ6လောက်ထိယူလို့ရတယ်ပေါ့နော် 5cm ယူမယ်ယူပြီးရဆိုရင်သူ့ကိုဒီဘက်မှာအရင်ဘက်နေရာမှာအခွဲလေးပါတယ်ခွဲလေးပါတဲ့အတွက်ဒီနေရာကို 2.5cm ယူမယ်အဲ့တော့ယူလိုက်တဲ့အခါမှာဟိုဘက်ဒီဘက်ဆိုတော့ဒီအကွဲအဟက 5cm ဖြစ်သွားမှာပေါ့နော်ဒါလေးကိုအဟလေးယူမယ်အဲ့တော့ဒီနေရာကိုဖြတ်ထုတ်မယ်ပေါ့နော်အဲ့ဆိုရင်ဟိုဘက်ဒီဘက်ယူရင်ဒီအဟက 5cm ဖြစ်သွားမယ်အဲ့တော့ညီတို့ဒီနေရာကိုမလုပ်မလဲဆိုတော့ copy ကူးထုတ်ပေးရမယ် copy ကူးထုတ်မှဒီအောက်ကဟာရင်မပါသွားဘူးပေါ့နော်အောက်မှာရှိသေးတာဒါကိုကြတော့ညီတို့ကနှစ်ခုစီညှက်ပြီးတော့ပြန်လှန်ထုတ်ပြီးတော့ဒီနေရာမှာကြားထဲမှာတွဲချုပ်သွားမှာအဲ့တော့ဒါလေးကို copy ယူမယ်နော်ဒါလေးက copy ယူရမယ်အပိုင်းလေးပေါ့နော်အပိုင်းလေး copy ယူပြီးကမှဒီပေါ့နော်ဒီအောက်ကဟာကိုဖြတ်ထုတ်မှာပေါ့နော် copy မယူလို့မရအောင်เนาะနှမှုဆိုရင်အောက်ကအချမ်းတွေမှာပါသွားမှာဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဆိုရင်ဒီလိုလေးဖြစ်သွားမယ်ဒီညမှာသူကတော့ဒါကိုဟိုဘက်ဒီဘက်ဆက်ထားတယ်ပေါ့နော်ဆက်ထားရဆိုရင် F1 ဘက်မှာကျတော့ F2 အဲ့တော့ညတို့ဒီဘက် F2 ကိုဒီမှာခါနေရာမှာအထက်ကလေးတွေရှိသေးတာเนาะအထက်ကလေးတွေရှိတဲ့အတွက်ဒီနေရာတို့ဓာတ်ဒီမှာဓာတ်ပေါ့နော်ဒီဓာတ်ရဲ့အလဲကနေပြီးတော့ဒီဘက်ကိုခွဲကားလေးတွေထုတ်မယ်ပေါ့နော်ခွဲကားထုတ်တဲ့ခါမှာသူ့ကိုဒါက BP ပေါ့နော် BP ရဲ့အောက်ကိုဘယ်လောက်ယူမလဲဆိုတော့8 to 9cm လောက်ထိဒီအောက်ကိုချမယ်เนาะ။အောက်ကိုချပြီးတဲ့အခါမှာသူ့ကိုဒီလိုမျိုးဒဲ့လေးဆွဲမယ်။ပြီးရင် 3cm လောက်ချပြီးတော့ဒဲ့လေးပြန်ဆွဲမယ်။ပြီးရင်ထပ်ပြီးတော့ဒဲ့လေးဆွဲမယ်ပေါ့เนาะ။အဲ့လိုမျိုးလေးဟို3ခုပေါ့เนาะ။3ခုဒါလေးတွေကိုခွဲကားလုပ်မှာညီလာတို့။ဒါကိုခွဲကားလုပ်မှာ။ဒီနေရာကနေတောက်နေရာကနေခွဲမှာเนาะ။ခွဲကားလုပ်မယ်။ခွဲကားကိုကြတော့ဘယ်လောက်ယူမလဲဆိုတော့ 3cm ခွဲကားယူမယ်เนาะ
3 cm လောက်ခွဲကားလေးတွေယူမယ်เนาะတို့ဒါကိုခွဲကားလေးတွေယူမယ်ဒါထဲမှာစာရွက်ထိုးမယ်เนาะစာရွက်အစားထိုးမယ်စာရွက်ပေါ့เนาะစာရွက်အစားထိုးရမယ်စာရွက်အစားထိုးပြီးတော့3 cm ခွဲကားလေးတွေလှုပ်သွားမယ်လှုပ်သွားပြီးတဲ့အခါမှာအဲ့3 cm လေးတွေကိုပြန်ပြီးတော့ထပ်ပြီးတဲ့အခါမှာကတ်ကြီးနဲ့ဒီတောင်းနေအောင်ညှက်မှာเนาะကတ်ကြီးနဲ့တောင်းနေအောင်ဒီလိုမျိုးညှက်မှာပေါ့เนาะညီလာတို့အဲ့ဆိုရင်ဒါလေးကဒီပေါ့เนาะဒီခါရဲ့ခါနေရာလေးမှာပေါ့ခါရဲ့အပေါ်ပေါ့เนาะခါရဲ့အပေါ်ရင်ရဲ့အလယ်လောက်လေးမှာဒီလိုမျိုးလေးဖြစ်သွားမယ်ပေါ့เนาะအဲ့ဆိုရင်ဒါကဒီလိုရှေ့ချမ်းအတွက်ကခွဲကားလေးလည်းပြီးပြီပေါ့เนาะနောက်ချမ်းကိုကြည့်မယ်နောက်ချမ်းကတော့ရိုးရှင်ရိုးလေးပဲပေါ့เนาะအဲ့တော့ဒီဘက်ကိုယူထားတဲ့အတိုင်း3 to 5 cm လောက်ယူမယ်လက်ဖောင်းစာတော့ 1.5 ယူမယ်အကိုကြောကျင်နဲ့သွားဆက်မယ်ဒါလေးကိုဖြတ်ထုတ်မယ်ပြီးရင်ဒီနောက်ကိုကြတော့3လောက်ပဲခြာထားမယ်ပေါ့နော်3လောက်ပဲသူယူထားတဲ့ပုံစံ3ဒါမှမဟုတ်5 cm လောက်ထိယူလို့ရတယ်ပေါ့နော်ယူပြီးတဲ့အခါမှာဒီ level တိုင်နဲ့ဒီညာကိုထုံးစံအတိုင်းပဲ1 cm ကြောစားပေးမယ်ဒါလေးကိုဒီလိုမျိုးပေါ့နော်နောက်မှကြတော့စစ်ရှိရပေါ့နော်ဒါကနောက်ချမ်းဖြစ်တယ်နောက်ချမ်းကတော့ဒီလိုပုံစံလေးပဲယူရှင်းနေဘာမှတော့မဆန်းအောင်ပေါ့နော်လက်ကလည်းယူရှင်းနေလက်ဖောင်းမယ်လက်ကိုဖောင်းထားတာအပေါ်ကိုလက်တိုင်ကိုအပေါ်ကိုထောင်ပြီးတော့ဖောင်းထားတာတစ်ခုပဲပေါ့နော်အရန်ဟိုလိုအဖောင်းကြီးမဟုတ်ဘူးအဲ့တော့လက်တိုင်ကနေအပေါ်ကို5 cm လောက်ထိယူပြီးတော့အဲ့ဒါလေးကိုဆွဲတွန်းလုပ်ပြီးတော့ဒီဂျိုင်းနဲ့သွားဆက်ရုံပဲပေါ့နော်အဲ့တော့ဒီပုံစံလေးကပြီးသွားပါပြီရှင်အဲဒီ copy ဘိုင်းအတွက်ကြတော့သူကို S5 S3 ပေါ့နော် S3 ယူမယ်ပေါ့နော်ဒီအပေါ်ပိုင်းကကြတော့တစ်ခုရှိတဲ့အတွက် F4 ပေါ့နော်အဲ့တော့ရှေ့ချမ်းမှာကအပိုင်း၄ပိုင်းရှိသွားပြီပေါ့နော်နောက်ချမ်းကတော့တစ်ပိုင်းပဲပေါ့နော်စစ်နေပေါ့နော်အဲ့တော့ဒီပုံစံလေးပြီးသွားပါပြီရှင်အစင်နေသားမယ်လို့မျှော်လင့်ပါတယ်ပေါ့နော်မသိသေးတဲ့သူတွေနားရဲ့ပတ်တန်လေးတွေကိုတပုံနဲ့တပုံမတူပဲနဲ့ပညာရအောင်လို့အများနဲ့သင်ပေးနေရဖြစ်ပါတယ်ရှင်ကိုသိတာလေး share လုပ်ပေးရပါတော့အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်ညာကိုကြိုင်းနဲ့တက်တယ်ဆိုရင်လည်း share လေးဖြစ်ကူညီလို့ရပါတယ်ရှင်မသိရရင်လည်းမိ comment မှာမေးခဲ့လို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေရှင်ဒါလေးပါ